အမျိုးသားတယောက်နဲ့ဇနီးဖြစ်သူအတူချစ်ကြည်နူးနေတဲ့အချိန်မှာပဲသူတို့ကလေးတွေကဖခင်များနဲ့အတွက်ကိမှုလေးကမ်းပြီးရောက်လာကြပါတယ်။ကိမှုဖြစ်ပြီးရဲ့နောက်မှာတော့သူ့ဇနီးကကလေးတွေကိုခေါ်ပြီးအားလည်းရခီးတစ်ခုထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အီဗန်ကတော့အလုပ်တွေအရမ်းများနေတာကြောင့်အိမ်မှာပဲကြံခဲ့ရတာပေါ့။အချင်းတွေကုန်လို့နင်းနေလာတဲ့ခါမှာတော့အီဗန်ကသူ့ကွန်ပျူတာစီမှာအလုပ်လုပ်နေတော့ညတက်ခေါင်ရအချင်းကြီးမှာတယောက်ယောက်ကအိမ်တကားကိုလာခောက်ပါတော့လေ။အီဗန်တော့ဖွင့်ကြည့်လိုက်တဲ့ခါမှာတော့မိုးလဲလေထဲမှာဆူဆွဲနေတဲ့အရန်ချိုးတဲ့မင်းကလေးနှစ်ယောက်ကိုအေးရှိမှတွေ့လိုက်ရပါတယ်။ဒီမင်းကလေးနှစ်ယောက်ဟာလက်မပြီးသူ့အိမ်သားကိုရောက်လာခဲ့တာဖြစ်ပြီးမိုးကလည်းအရန်တဲလျက်စီးတွေကလည်းလက်နေတာကြောင့်ခုနားစရာနေရာလိုက်ဆန်နေကြလာပါအိမ်မှာလည်းဘသူမှမရှိတာကြောင့်အီဗန်ကတနာသွားပြီးအဲ့ဒီမင်းကလေးနှစ်ယောက်ကိုသူ့အိမ်ထဲမှာခိုးလုံဖွင့်ပေးလိုက်ပါတယ်သူတို့နှစ်ယောက်စလုံးကမိုးရေထဲမှာဆွဲနေနေတာကြောင့်အီဗန်ကအဝိစားလဲဖို့ပြောလာပေါ့အဝိလဲပြီးထွက်လာတဲ့အခါမှာတော့အဲ့ဒီမင်းကလေးနှစ်ယောက်ကအီဗန်နားကိုကပ်လာပြီးမြှွဆွဲပါတော့တယ်ဒါပေမဲ့အီဗန်ကသူ့မိမကိုအရန်ချစ်တဲ့အပြင်အိမ်အောင်ဒီလေဖြစ်နေတာကြောင့်အဲ့ဒီမင်းကလေးနှစ်ယောက်နဲ့ဝေးဝေးမှနေဖို့ကြိုးစားပါတယ်ဒါပေမဲ့ဒီမင်းကလေးနှစ်ယောက်ကတော့အကြံမအောင်မချင်းလက်စွပ်မဲ့ပုံမပေါ်လာဘူးအီဗန်ကရင်းမိသွားပါတယ်အဲ့ဒီတော့သူကအရန်စစ်တူသွားပြီးသူ့လိုကိုဒီအိမ်ကနေအမြန်ဆုံးနေထုတ်ဖို့စဉ်းစားပါလို့လေသူ့လိုကိုပြန်ပို့ဖို့အတွက်ကားတစ်စီးတော့ online ကနေကျူတင်ကားပေးလိုက်သေးတာဗျမင်းကလေးနှစ်ယောက်ကတော့သူတို့ပြန်ရတော့မယ်ဆိုတာသိသွားတဲ့အခါအီဗန်ကိုအရင်ကထပ်ပို့ပြီးတော့ကိုညှို့ဆွေဖျားယောင်းကြပါတယ်ဒါပေမဲ့သူတို့ရဲ့ဘလို့အလဲဘက်တွေကမှအီဗန်အပေါ်မှာအလုံးမချစ်ချစ်ပါဘူးခဏကြာတော့အီဗန်ကထားတဲ့ကားအေးရှိကိုရောက်လာပါတယ်ကားရောက်လာတာကိုမြင်လိုက်တဲ့မင်းကလေးနှစ်ယောက်ဟာချစ်ချင်းပဲရေချိုးကန်းနဲ့ဝင်ပုံးနေကြပါလေရောအီဗန်ကသူတို့ကိုခေါ်ထုတ်ဖို့အတွက်ရေချိုးခန်းတကားကိုတွားဖွင့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီမင်းကလေးနှစ်ယောက်ကစားလောက်နေတဲ့ချင်းတင်းမတွေလိုအီဗန်အပေါ်ကိုအတင်းခေါ်အုပ်ပြီးလုံးထွေးတက်ပုတ်ကြပါလို့လေဒီတစ်ခါမှတော့အီဗန်လည်းကိုမထိနိုင်တော့ပဲသူတို့နှစ်ယောက်နဲ့တူအကြီးကျယ်ပြောပါမိသွားပါလို့လေတစ်ခါမှလည်းအိမ်ပင်ကကာသမားကဘသူမှထွက်မလာတာကိုမြင်တော့သူ့ကားကိုမောက်ထွက်သွားပါလေရောနောက်တနေ့မနေ့မိုးလေးလို့အီဗန်နိုးလာတဲ့အခါသူ့ပေးနာမှာအဲ့ဒီမင်းကလေးနှစ်ယောက်လုံးကိုမတွေ့တော့ပါဘူးသူတို့တွေပြန်သွားကြပြီလို့အီဗန်ကထင်လိုက်ကြပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာပဲမိဖို့ချောင်တဲကနေအတန်တချို့ကြားလိုက်ရလို့တွားကြည့်တဲ့အခါမှာတော့အဲ့ဒီမင်းကလေးနှစ်ယောက်ကသူ့ရဲ့မိဖို့ချောင်တစ်ခုလုံးကိုဖျော်ဖြစ်အောင်လှုပ်ထားတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့ဒီလိုရန်ဆန်းတဲ့အပြုံးမှုလေးကိုမြင်တော့အီဗန်ကဒေါသထွက်ပြီးအခုချက်ချင်းအိမ်မော်ကဆင်းသွားဖို့ပြောပါတော့လေဒါပေမဲ့အဲ့ဒီမင်းကလေးနှစ်ယောက်ကတော့ဘလို့နင်းနေမှထွက်မသွားနိုင်ဘူးလို့ငြင်းဆိုကြပါတယ်ဘာလို့လဲဆိုတော့သူတို့ကအီဗန်နဲ့အတူကြော်ပါခဲ့တဲ့ဗီဒီယိုမှတ်တမ်းကိုခိုးရိတ်ခါလို့ပါပဲအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအီဗန်ကပို့ပြီးတော့စစ်တူသွားပြီးရဲစခန်းကိုဖုံးဆက်ဖို့ကြိုးစားပါလို့လေသူ့အိမ်ထဲကိုအတင်းဝင်ရောက်လာတဲ့တခိုးတွေကြောင့်ရဲကိုတိုင်မဲ့လို့တော့မှအဲ့ဒီမင်းကလေးနှစ်ယောက်ကအိမ်မော်ကနေအမြဲဆင်းသွားကြပါတယ်အဲ့ဒီနောက်မှာတော့အီဗန်ကိုလိုက်မဲ့သူတို့ပြောတဲ့လိပ်စာအတိုင်းကားနဲ့လိုက်ပို့ပေးကြပါတယ်သူတို့ကိုပို့ပြီးပြန်ရောက်လာတဲ့ခါမှာတော့အီဗန်ကအိမ်ကိုပြန်လဲတန်ရှင်းရေးလုပ်နေတာပေါ့အဲ့ဒီနေ့ညမှာပဲအီဗန်ကသူ့ကွန်ပျူတာရှိမှာအလုပ်လုပ်နေတော့အင်းတကားဝက်စီကနေအတန်တစ်ခုထပ်ချလိုက်ရပြန်ပါတယ်သူကဘသူများလဲဆိုပြီးတွားစစ်စစ်ကြည့်လိုက်တဲ့အဲ့ဒီအချိန်မှာတင်မင်းကလေးတယောက်ကအီဗန်ရဲ့ဥပေါင်းတော့ကိုတစ်ခုခုနဲ့အကောင်ရချလိုက်တာကြောင့်သူတတိလက်သွားပါတော့လေအီဗန်တတိပြန်ရလာတဲ့အချိန်မှာတော့သူ့ရဲ့လက်တွေခြေထောက်တွေအားလုံးကွတ်တင်မှာအသေးချင်းအောင်ခံထားရတာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်အီဗန်ရဲ့စီမဘေးလို့ခေါ်တဲ့မင်းကလေးတယောက်ရဲ့နေပြီးသူမကအီဗန်ကိုအတင်းအဓမ္မပြုခြင်းဖို့ကြိုးစားပါတော့လေအဲ့ဒီလိုရုံးရင်ဆန်ခက်ဖြစ်နေတော့မှပဲအီဗန်ကသူ့လက်တစ်ဖက်ကိုအတင်းယုံထွက်နိုင်ခဲ့ပြီးဘေးကိုတိုးချလိုက်ပါတယ်သူကိုပြန်လဲလုံရောက်အောင်လုပ်ပြီးတာနဲ့တခြားတယောက်ဖြစ်တဲ့ဂျင်းနီစစ်ကိုတတ်ဖို့အတွက်တန်းပြေးသွားလာပေါ့အီဗန်ကဂျင်းနီစစ်ကိုတတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲသူမရဲ့လက်ထဲမှာရှိတဲ့ခောက်ဆွဲစားတဲ့စုံနဲ့အီဗန်ရဲ့လက်ပင်နာကိုထိုးဆက်လိုက်ပါတယ်အဲ့ဒီဆိုနဲ့ပဲအီဗန်ရဲ့ရင်ဘတ်ကိုနက်နက်ဆန်းဆန်းခံရအောင်လှုပ်လိုက်တာကြောင့်အီဗန်တကြောပြန်တတိလက်သွားပြန်ပါတယ်အီဗန်တတိပြန်ရလာတဲ့အချိန်မှာတော့သူ့ကိုသူကလတ်ထိုင်တလုံးမှအချီခံထားရတာကိုတွေ့ရပြန်တယ်သူနိုးလာတာနဲ့အဲ့ဒီမင်းကလေးနှစ်ယောက်ကသူ့ကိုကစားပွဲတစ်ခုနဲ့ထပ်ပြီးဆန်းနှုတ်ကြပြန်ပါတယ်သူတို့ရဲ့ပထမဆုံးဂိမ်းစီကန်ကတော့အီဗန်ကသူတို့မေးတဲ့ဘယ်မေးခွန်းကိုမဆိုအဖေမအောင်မဖြစ်နိုင်ခဲ့ဘူးဆိုရင်လက်ချက်ကနေတစ်ဆယ်အတန်တွေကျဲကြီးဖွင့်ပြီးနှိမ့်ဆက်မဲ့ဂိမ်းပေါ်ပြသူတို့ဒီလိုဂိမ်းစော်ပြီးနှိမ့်ဆက်နေတော့မှပဲအီဗန်မင်းမကရင်ရဲ့စီးပွားဖက်ဖြစ်သူလူဝိတ်ကအိမ်ကိုရောက်လာပါတယ်လူဝိတ်အိမ်ထဲဝင်လာတာကိုမြင်တော့ဘေးကအီဗန်ကိုတခြားခန်းနဲ့အတင်းဆွဲခေါ်သွားပြီးကွက်ထားလိုက်ပါတယ်ဂျနီစစ်ကတော့အီဗန်ရဲ့ဝမ်းကွင်းကြီးမလို့ဘာလို့နဲ့ဟန်ဆောင်ပြီးလူဝိတ်ကိုတွားကြတာပေါ့ဒါပေမဲ့လူဝိတ်ကအီဗန်မှာဘလို့ဝမ်းကွင်းကြီးမမရှိဘူးဆိုလားသိနေတော့ဒီမင်းကလေးကိုချစ်ချင်းတန်တရားဝင်သွားပါလို့လေသူကမင်းကလေးကိုအော်ဟောက်မင်းမြနေလို့မှာပဲတခြားခန်းထဲကနေကျိုးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်အဲ့ဒီခန်းထဲကိုဝင်စစ်ကြည့်လိုက်တဲ့ခါမှာတော့အီဗန်တယောက်ကလက်ထိုင်မှာအချီခံထားရတာကိုတွေ့သွားတာပေါ့ဒါကူမြင်တော့လူဝိတ်ကအရန်တော်သားထွက်သွားပြီးသူ့တငယ်ချင်းကိုအရင်မဖြုတ်ပြီးပဲအဲ့ဒီမင်းကလေးနှစ်ယောက်ကိုတတ်ဖို့အတွက်ပြေးထွက်မှာပဲခြေချော်ပြီးခေါင်းနဲ့ကြောက်တုံးနဲ့စောင့်မိပါလေရောအဲ့ဒီနေရာမှာလေလူဝိတ်ကတတိလက်သွားပြီးမင်းကလေးနှစ်ယောက်ကလည်းသူ့အလောင်းကိုတနေရာမှာတွားဖျောက်လိုက်ကြပါလေအီဘတ်တငယ်ချင်းကိုရှင်းပြပြီးရဲ့နောက်မှာတော့အဲ့ဒီမင်းကလေးနှစ်ယောက်ကအီဘတ်စီထန်လာပြီးမနဲ့ကြရင်မင်းကိုလေဒီလိုပဲအစားဖျောက်ပေးမယ်လို့ပြောလိုက်ပါတော့လေနောက်တနေ့မနဲ့ရောက်တဲ့ခါမှာတော့သူတို့နှစ်ယောက်ကအီဘန်ကိုကျိုးလင်နဲ့တုံးနှောင်ပြီးမြေမြုပ်ဖို့အတွက်တနေရာကိုခေါ်သွားကြပါလေအီဗန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုမြေကြီးထဲမြုပ်ထားလိုက်ပေမဲ့သူ့ရဲ့ကောင်းကိုတော့အပြင်မှာဖော်ထားခဲ့တာပေါ့
ကိုယ့်ရဲ့တင်မင်းကိုမျက်ဝါးထင်ထင်မြင်နေရတဲ့အီဗန်ကငါပါမလုပ်ခဲ့လို့လေဆိုပြီးအဲ့ဒီမင်းကလေးတွေကိုမေးလိုက်ပါတယ်အဲ့ဒီခါမှာတော့မင်းကလေးတွေကမင်းရဲ့မိန်းမနဲ့ကလေးတွေကိုတကယ်ချစ်တာမဟုတ်ဘူးဟတ်ဆောင်နေတာပဲတကယ်လို့မင်းသားသူတို့ကိုတကယ်ချစ်ရင်အဲ့ဒီညကငါတို့ဘလောက်ပဲမြူဆွေပါစီမင်းတို့နဲ့ပြောပါမိမှာမဟုတ်ဘူးလို့တင်ပြောလိုက်ပါတယ်ဘေးကအီဗန်နာကိုကပ်ပြီးမင်းကတခြားယောက်ျားတွေနဲ့မကြုဘူးလို့ငါတခါကထင်ခဲ့မိသေးတယ်ဒါပေမဲ့မင်းလည်းအတူတူပါပဲလားလို့ပြောပြီးအီဗန်ကိုအဲ့ဒီတိုင်မီကြီးထဲမှာမြုပ်လျက်တာထခဲ့ပြီးထွက်သွားကြပါတော့လေခဏကြာတော့အီဗန်ရဲ့ဇနီးဘီရင်ကကလေးတွေကိုခေါ်ပြီးအိမ်ပြန်ရောက်လာပါတယ်အိမ်ထဲကိုဝင်လိုက်လို့အိမ်ရဲ့ပစ္စည်းနေတဲ့ခြေနေတွေကိုမြင်လိုက်ရတဲ့ခါမှာတော့သူမဟာလောဝကိုအားတင်ပြီးမင်းတက်သွားပါလို့လေဒီလိုနဲ့ပဲတီတေးထည့်ရင်ဖို့ဇလန်လီကတော့ဒီနေရာမှာတည်းဆုံးသက်သွားပါပြီဗျာ